ကဲချော့သပင်အကြောင်းလေးပြောချင်လို့ပါရှင်သပင်အကြောင်းလေးဆိုတာတခြားတော့မဟုတ်ပေါ့နော်ချော့ဗီဒီယို10ပုတ်တင်လို့ရှိရင်3ပုတ်လောက်မှာချော့ရေးသပင်လေးအဖျားလိမ့်လိုက်ပါလားဒါမှမဟုတ်ချော့ရေးသပင်လေးအောင်ထူသွားအောင်လို့ထားလိုက်ပါတော့ဘာဟဲကဲဆက်လေးသုံးလိုက်ပါလားညာဟဲကဲဆက်လေးသုံးလိုက်ပါလားဘာလေးသုံးချက်စေတနာနဲ့ပြောပေးတာကိုချော့ပထမအောင်ဆုံးကျေးဇူးတင်တယ်ပေါ့နော်အဲ့တော့ဒီသပင်ကိစ္စကလည်း10ပုတ်မှာ3ပုတ်လောက်ပြောနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချော့ကလည်းချော့အကြောင်းလေးပြပြချင်ပါတယ်ပေါ့နော်ချော့ကသပင်ကလေဟိုဆက်3လို့ဒီဆက်3လို့ပါနေတာထူနေတာနဲ့မဆိုင်ပါဘူးနော်ချော့ဒီယခုလက်ရှိကြွားပြောရတော့မဟုတ်ဘူးဈေးကြီးဆုံးဈေးကြီးပါဖေးလိုင်းပေါ်မှာလည်းခစ်စားနေတယ်ဈေးလည်းကြီးနေတယ်ဆိုတော့ hair care set တွေနော်brand mount ဆုံးနေယခုလက်ရှိလည်းဈေးကြီးတဲ့ဟာတွေသုံးနေတာပဲအဲ့လိုသုံးလဲချော့စပယ်ကမကျွတ်တာပဲရှိတယ်ဘယ်တော့မှတော့ထူလာမှာမဟုတ်ဘူးအဲ့ဒါလည်းအကြောင်းတရားရှိရချော့ပြမယ်နောက်ပြီးတော့ချော့ကလေအဲ့လိုပြောလို့ဟဲနေကအဲ့ဒါတွေပဲသုံးလို့တဘာဝနေလည်းမသုံးဘူးလားဆိုလည်းမဟုတ်ဘူးချော့အမျိုးတွေကအစားချော့အိမ်ကချော့အမျိုးသားအစားချော့ကိုသုံးဖို့အတွက်ဆိုချော့လက်ပိုက်တဲ့တန်လင်းစီတွေကြိတ်မှန်းနေအကုန်လုံးအစုံရွက်ပေါင်းစုံနဲ့အုံးတဘာဝအုံးစီနဲ့ကြိုပြီးတော့လေချော့နှက်ခိုင်းနေပေါ့နော်အဲ့လိုတွေလုံးလဲချော့စပင်ကမကျွတ်သွားဖို့ပဲရှိတယ်အုံထူလာမှာမဟုတ်ဘာလို့လဲဆိုတော့ချော့မှာအကြောင်းရင်းရှိရရှိဒါဟာလေးကိုနားလည်သွားလို့ရှိရင်အားလုံးသိသွားကြမယ်လို့ထင်တယ်နော်ချက်ပြရမယ်မေမေခဏတစ်ချက်လောက်ချော့ကသပင်ကလည်းနင်းထိုင်အဲ့လိုပါကျင်လို့ပါနေတာမဟုတ်ဘူးချော့မေမေကိုကြည့်လိုက်ပါဒါချော့မေမေနော်မေတစ်ချက်လောက်သပင်လေးပြလိုက်မေမေသပင်အကုန်လုံးမေမေစုပြလိုက်အဲ့ဒါသပင်အကုန်မဲတကောင်းမေမေခဏကတော့ဒါတကောင်းလုံးပေါ့မှဒါအကုန်မဲအဲ့လိုလားချောလဲအဲ့လိုပဲတကောင်းလုံးပေါ့မှဒါအကုန်ပဲဘာဖြစ်လို့ဆိုမင်းမရသပင်ပါတယ်မင်းပါလို့ချောလဲပါတယ်ချောတော့ဆက်နွယ်နော်ပိုးဆန်ကြီးကြီးခေါ်မှာနော်ပိုးချီမြင်ဆန်တာတသိမြင့်လေးတွေဆွဲစီညာတဲ့သပင်ဆန်လုံးကိုပဲအပြမယ်စမ်းလို့တောင်မနေပြီလားဒါသပင်တစ်ချောင်းပဲပေါ့နော်မြင့်လေးတွေပေါ့မြင်ရလားတော့မသိဘူးအဲ့သပင်တစ်ချောင်းပဲဒီမှာအဲ့ဒါသပင်တစ်ချောင်းယူရတာပေါ့နော်အဲ့သပင်တစ်ချောင်းမြင့်သေးလေးတွေပေါ့နော်ချောသပင်ဆိုင်နေတာပိုးချီမြင်ဆန်သားလို့တော့ပြောကြတယ်ဒီမှာမြင့်သေးလေးတွေနော်အဲ့လိုမျိုးပြောကြတယ်ပေါ့နော်အဲ့တော့ကျတော့ဘေးကွက်ပြင်းလေးတွေနော်အဲ့တော့မမေကအုံကြီးရန်ထူပြီးတော့ပေါ့နော်ထူပြီးတော့မဲနဲ့မှောင်ပြီးအုံကြီးရန်ထူပြီးချောပါနေဆိုရင်လည်းဒါချောဟဲခဲရတော့မှာဘာလို့ကိုမမေကလည်းဟဲ့သပင်ကောင်းတယ်လေအခုကမမေကလည်းဒီပိုးချီမြင်ဆန်တာသူ့သမီးမွေးလာတဲ့သမီးကလည်းဒီလိုပိုးချီမြင်ဆန်တာလေးမို့ကြားတယ်ဟိုကလုပ်လိုက်သေးတဝက်လောက်ကလည်းဒီကြားတဲ့ကကြီးနဲ့တကောင်လုံးထိုးထလိုက်သေးရေပေါ့နော်အဲ့တော့ပြောချင်တာလေဒီမှာလေးတစ်ချောင်းဆိုမြင်အောင်မမြင်အောင်အဲ့လိုတန်ချီမြင်လေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကြောက်မှာချွက်စီနာပဲချွက်အီလေးတွေပေါ့နော်သပင်ဆိုင်နဲ့ကပြောတယ်အဲ့ဒါပိုးချီမြင်ဆန်တာဆန်နွယ်အဲ့လိုလည်းပြောကြတယ်ပေါ့နော်အဲ့လိုကချောတို့လိုသပင်ဆန်သားတွေကိုဘလောက်ကောင်းတဲ့ဟဲကဲဆက်တွေပဲတုံဘလို့တဘာဝနီလန်းတွေပဲတုံကျွတ်မသွားဘူးဘောက်တွေမထားဘူးမကျွတ်သွားဘူးပဲထိန်းနိုင်မယ်ချောတို့ဂရုံတုံးပြီးဂရုံတုံးလိုက်လေပြန်ထွက်လာမဲ့ဆန္ဒကဒီလိုဆန္ဒပဲဒီအမျိုးအုပ်စုထဲမှာပါနေတာเนาะအဲ့တော့သူ့ရဲ့တဘာဝအတိုင်းကဒီအမျိုးအုပ်စုထဲမှာပါနေဖြစ်တယ်မို့သူ့တဘာဝအတိုင်းဂရုံတုံးပြီးတဲ့ဒီလိုဆန္ဒပဲပြန်ထွက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါအဲ့ဒါလေးကိုလာပြီးတော့ရှင်းပြတာပါစေတနာနဲ့ရှင်းပြပြောပြပေးကြတာချောကတကယ်ကိုကျေးဇူးတင်ပါတယ်เนาะဒါချောကိုလှစေခြင်းလို့ပြောတာဘယ်သူမှရုပ်ဆိုးစေခြင်းတိုင်းလွတ်ထားမှာချောနားလေပါတယ်ဒါပေမဲ့ချောကလည်းပေါ့เนาะပြန်ပြီးတော့ရှင်းပြပေးတာပေါ့เนาะချောတို့ဆန်တွေကဒီလိုပုံစံမျိုးပါနောက်တစ်ချိန်ကရုံးလုံးကလည်းပြတ်ထွက်လာမှာဒီလိုစပင်လေးပဲပေါ့နော်အဲ့အကြောင်းပါရှင်ကဲကျေးဇူးတင်ပါတယ်ရှေ့လောက်လာတွတ်မမရဲ့ဆရာရဲ့တကယ်ချင်းတွေကိုတက်လောက်ပြလိုက်ပါဦးbye bye okay